သတင်းတစ်ခုကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့ဖြစ်ခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီးတော့ဆိုင်ကယ်ရှိတဲ့ငွေကြီးတွေကိုကျွန်တော်သတင်းတစ်ခုတင်ပြပေးမှာဖြစ်ပါတယ်ပထမဦးစွာတော့ထိုင်းနိုင်ငံအယူတရစစ်တီးပေါ်မှာနေနေတဲ့ငွေကြီးတွေမသိသေးတာလေးကိုတင်ပြမှာပဲဖြစ်ပါတယ်ဗျအခုကျွန်တော်ပြောပြမယ်အကြောင်းအရာကတော့ဒီဆိုင်းဘုံနဲ့ပတ်သက်ပြီးတော့ရှင်းပြမှာပဲဖြစ်ပါတယ်ဗျဒီဆိုင်းဘုံရဲ့အဓိပ္ပာယ်ကတော့စစ်တီးပေါ်မှာနေထိုင်ကြတော့ညီကောင်မနှမများအားလုံးဒီနေရာတွင်ဆိုင်ကယ်များလုံးဝမထားရဆိုတာကိုပေါ်ပြထားခြင်းဖြစ်ပါတယ်ဆိုင်ကယ်များကိုဒီနေရာမှာမထားရဆိုတာကိုပေါ်ပြထားခြင်းဖြစ်ပါတယ်ဗျအခုလိုတားမြစ်ထားတဲ့နေရာမှာထားတဲ့အတွက်အာဏာပိုင်ထိုင်းတွေကတော့အပြစ်ပေးထားတာကိုမြင်တွေ့ရပါတယ်ဗျတို့ရောဆိုင်ကယ်များကိုမဖက်ခံရအောင်အတွင်းထဲမှာဒီနေ့တကြအားဖို့ရတဲ့ရခဲ့ပါတယ်ဗျနောက်ထပ်ဗီဒီယိုဖိုင်လေးမှာအမြဲတမ်းတင်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ like လေးကိုအားပေးဖို့လည်းဖိတ်ခေါ်ပါတယ်ဗျ